ပဲရစ်မြို့လူပြတိုက်ကတမိုးဖက်ဖက်နိုင်တဲ့ရတနာတွေခိုးယူခံမှုနောက်ဆုံးအခြေအနေအချင်းချုပ်ဖြိုးပြပါမယ်။ဟုတ်ကဲ့ဒီသတင်းတွေကတော့ကဘာကျော်လူပြတိုက်မှာဒီနေ့မနေ့တင်ဖြစ်သွားခဲ့တဲ့တော်တော်ရဲတဲ့ရတနာလူရမှုနဲ့ပတ်သက်တဲ့နောက်ဆုံးရာအချက်တွေပါ။အခုပြတိုက်ကိုပိတ်ထားလိုက်ရပြီးအာဏာပိုင်တွေကလည်းအပူကပင်းစုံစမ်းစစ်ဆေးနေကြပါတယ်။ကဲပထမဆုံးအချက်အနေနဲ့လူရမှုကဘလို့ဖြစ်သွားတာလဲ။ပြင်းတဲ့ပြည်내ဝန်ကြီးဌာနပြောတာကတော့ဗျာทุกคนต้องกูဒါမှမဟုတ်လေဦးလောကပြတိုက်အပြင်ဘက်ကနေကွန်ပက်စီတင်တဲ့တက်လက်ကားလည်းမျိုးပါတဲ့ truck ကိုတုံးတယ်အဲ့ဒါနဲ့ပြင်းပေါက်ကိုဖောက်ပြီး Apollo Gallery ဆိုတဲ့ခန်းလေးကိုဝင်ခဲ့ကြတာပါသူတို့စီမှာလက်အသေးစားတွေပါတယ်လဲဆိုပါတယ်အားလုံးပေါင်းမှ9မိနစ်ပဲကြာတယ်ဆိုတော့တော်တော်မြန်တာပြီးတော့မော်တော်ဆိုင်ကယ်လားစကူတာနဲ့လားအများဆုံးထွက်ပြေးသွားကြတယ်လို့သိရပါတယ်ဒုတိယအချက်ဘာပစ္စည်းတွေအခုခံရတယ်လဲပြည်ရဲ့ဝန်ကြီး Lauren Nunez ကတော့ပြောတယ်အခုခံရတဲ့ရတနာတွေကတံပိုးဖျက်လို့မရလောက်အောင်ကိုသမိုင်းဝင်ပြီးရင်ကြီးမှုရတံပိုးကြီးတွေရတယ်ပါတယ်ဘာတွေအတိအကျပါသွားလဲဆိုတာကိုတော့စင်းလုံးနေတော့မှာပဲသူတို့ပြင်မှာထားခဲ့တဲ့ Apollo Gallery ဆိုတာကလည်းပြင်းသစ်တော်ဝင်ရတနာတချို့ဥမာ Regent Saint လို့ Sansi Saint လို့ရာတွေကိုပြသထားတဲ့နေရာလေးလောလောဆယ်သိရသလောက်တော့ရတနာပစ္စည်း9ခုပါသွားပြီတစ်ခုကတော့သူတို့စီကကြာကြံခဲ့လို့အခင်းဖြစ်ပွားရနာမှာပြန်တွေ့ထားတယ်လို့ယဉ်ကျေးမှုဝန်ကြီး Rachida Didi ကပြောပါတယ်နောက်ဆုံးအချက်အခုဘာလဲဆက်ဖြစ်နေလဲဆိုတော့ဒီကိစ္စကြောင့်လူပြလိုက်ကိုဒီနေ့တော့ပိတ်ထားလိုက်ရတယ်လာလဲတဲ့သူတွေလည်းအခက်တွေ့တာပေါ့ရဲတထွေးကအခင်းဖြစ်ခဲ့တဲ့နေရာကိုပိတ်ဆို့ထားပြီးအသေးစိတ်စုံစမ်းမှုတွေလုပ်နေပါတယ်အထူးသဖြင့်သူခိုးတွေတုံးသွားတယ်လို့ယူဆရတဲ့ပြတိုက်ဘေးကအဲ့ဒီကြီးမားတဲ့လေကားရန်တရားကြီးကိုပေးရစစ်ဆေးနေပါတယ်ပဲရစ်မြို့ပြည်သူဆိုဝါရှင်ညုံကလည်းစူဖက်လူရဲမှုနဲ့ရာဇဝဲမှုကျူးလွန်လို့ပူးပေါင်းကြံစည်မှုဆိုတဲ့ခေါင်းစဉ်နဲ့တရားဝင်စုံစမ်းမှုတစ်ခုစတင်လိုက်ပြီလို့ဆိုပါတယ်